ချို့ကငြိမ်းချမ်းဖို့အတွက်ဝိပဿနာထိုင်ပွားလေငါတို့ကပူပင်ကင်းဖို့ခီးထွက်မလိုက်မလားခဲစမောတီးလိုက်တဲ့စီချက်ကမိုင်းစားပဲလိုက်မပေါ်လာတဲ့ဆက်ဖီနီးကန်ကရိုက်ထားမယ်အမတ်တရားကွာအမတ်တမဲ့ပေါ်ဒီလိုခွင့်ရပြုတ်ထက်ရစရာခက်ခဲတော့အပြောမလို့တွေလက်လက်ပြာကထွက်ခဲတော့ရန်ကုန်မြို့ပြတဲ့ဇက်မာကတတ်မတဲတော့ယောတစ်လုံးသာစုထားတဲ့ပုံဖိုးတဲ့ကြောက်ပဲတနေ့ရဒိုးမဲ့ကွာတာရထုတ်ဖိုးတဲ့ထုတ်ကအဖွဲတွေကကောင်းနေပေါက်ကပြောတာနှုတ်ချိုးနေလို့တဲ့ပါစက်မစော့နဲ့ရောက်မကောင်းဆိုခုံချိုးနေအောင်မရနေပြူနေညူလေးတွေကရောက်ရှုပ်ထွေးနေဟောအဝဲတောင်တန်းကြီးတွေနဲ့တော့အုပ်လေးတွေမငယ်ရင်အိပ်ပြုံပြီးမှတော့များလို့ baby ဒီလိုနဲ့ငါတို့ကားကလေးကလောတော့ဒီရဲ့ okay ကကောင်းမလေးကိုလမ်းလို့စားကြဟုတ်တယ်ကားရတယ်လည်းငါလွမ်းလို့ဘွားရှေးရိုးမမဒီအချိန်ဆိုပြူကိုတွေကြီးကိုထိုးစီတွေပေါ်တယ်ငါတို့တိုင်းရင်တလူမျိုးတွေစီ hey ရုပ်ပြရဝဲလာထိုးကြမယ်